မလောတဲ့နေရာမှာမလောတာကောင်းတယ်ပေါ့လေနော်ကိုကြုံခဲ့တဲ့ experience အရာကိုဖြတ်ကျော်ခဲ့တဲ့အတွေ့အကြုံအရာပြောမယ်ဆိုလို့ရှိရင်တခါတလေမှာဆုံးဖြတ်ချက်ကိုမြန်မြန်ချတတ်တာကောင်းတဲ့နေရာမှာကောင်းပေမဲ့ဆုံးဖြတ်ချက်မြန်မြန်ချတာဟာလည်းတခါတလေမှာအရင်အန်တီရရှိတယ်ပေါ့နော်ဆိုတော့ခုလောက်တော့မယ်ဆိုလို့ရှိရင်အသက်ငယ်ရွယ်သေးတဲ့အချိန်မှာတော့ကိစ္စမရှိပေမဲ့အသက်အရွယ်ကြီးလာတဲ့အချိန်မှာကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကအချိန်ယူပြီးစဉ်းစားတဲ့နဲ့မမြန်တဲ့နေရာမှာမမြန်ကောင်းဘူးဆိုတဲ့ဟာကိုပြောပြတာဟောနော်ဘာဖြစ်လို့လဲဆိုတော့အသက်ရွယ်ငယ်သေးတဲ့အချိန်မှာလူတစ်ယောက်ကဥပမာတခုခုဘဝမှာကွဲဆုံးရှုံးသွားတယ်ဆိုပါဆိုဒါပေမဲ့အသက်အရွယ်ပိုင်းအရာသူ့ရဲ့ဘဝမှာစူးစမ်းလို့ရသေးတဲ့အချိန်အများကြီးရှိသေးတယ်ပြန်ထူထောင်လို့ရသေးတယ်ပေါ့ကွယ်ပြောမယ်ဆိုလို့ရှိရင်အသက်အရွယ်ကြီးလာတဲ့အချိန်မှာကျတော့လူက limit ဖြစ်လာတယ်အကန့်အသတ်ရှိလာတယ်အဲ့ထဲမှာကိုမိသားစုတွေဘာတွေရှိတယ်ဆိုလို့ရှိရင်ပိုပြီးမှထောက်ထားငဲ့ရမယ်ဟာတွေရှိတယ်ဆိုတော့တခုခုကိုဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်အချိန်ယူပါမလောပါနဲ့သူများကိုလည်းကြည့်နေစရာမလိုဘူးကိုယ့်ရဲ့ဆုံးဖြတ်ချက်ကကိုရွေးချယ်တဲ့ဟာတွေကကိုယ့်အတွက်ကိုမိသားစုအတွက်ပဲဖြစ်မှာဖြစ်တဲ့အတွက်ပေါ့နော်ရွေးချယ်မှုမှန်ဖို့ရန်အတွက်အချိန်ယူသင့်တယ်လို့ပြောချင်တာပေါ့လေနော်ဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာရွေးချယ်ခွင့်ပေးထားတယ်ရွေးချယ်ခွင့်ရှိတယ်ရွေးလို့ကြိုက်တဲ့ဟာကိုရွေးပြီးလုပ်လို့ရပေမဲ့ကိုကအဲ့ဒီရွေးချယ်ပြီးသွားလို့ရှိရင်တော့ရွေးချယ်ကိုယ့်ရဲ့ရွေးချယ်မှုရဲ့အကျိုးအဆက်အကောင်းအဆိုးကိုကြတော့ကိုကခံစားရတယ်လေနော်ဆိုတော့ you are free to choose anything you have a freedom to choose anything but not free from the consequences လေနော်ဆိုတော့ကိုရွေးလိုက်တဲ့ဟာရဲ့အကောင်းအဆိုးကိုကြတော့မ free တော့ဘူးဆိုတော့ကိုပဲခံရမယ်လေနော် so take your time slow down that's all I wanted to say cheers bye